compressor တစ်လုံးကောင်းမကောင်းစမ်းကြည့်အောင်အဲ့တော့ဒီ multimeter digital multimeter ကိုသုံးမယ်ပြီးရင် coin ကိုအုံတိုင်းကြည့်မယ်ဒါပထမနှစ်ငုပ် 7.5 7.6 နောက်နှစ်ငုပ်ပြောင်းတိုင်းမယ် 4.3 ကျန်တဲ့နှစ်ငုပ်ကိုတိုင်းမယ် 3.3 အဲ့တော့ 7.6 တိုင်းလို့ရတဲ့နှစ်ငုပ်က run and start ကျန်တဲ့ငုပ်က common အဲ့ကျန်တဲ့ငုပ် common ကနေပြန်ထောက်တိုင်း 4.3 ကပြတာ start 3.3 ပြတာ run သူကအုံးပုံမှန်ပြရဆိုတော့ open circuit လည်းမဖြစ်ဘူး short circuit လည်းမဖြစ်ဘူးအဲ့တော့ power supply ကြည့်မယ်အဲ့တော့အညိုကျိုး phase ကျိုးတစ်ချောင်းဒါ overload ကိုဖြတ်မယ်ကျိုးတစ်ချောင်းအောင်ပြီးရင် common ကိုတက်မယ်နောက်ကျိုးတစ်ချောင်းအောင်ဒါ run capacity ကိုဝင်မယ်ဒါ looping ယူပြီးတော့ run ကိုသွားမယ်